အဲ့တော့ငါဆိုလဲငါကလောက်ယူနေတာလေဒါပေမဲ့ငါတို့က protein မပေးချင်လို့ငါ့ကိုမင်းတို့ကငါ့ကို protein ပို့ပေးလိုက်ရလေငါကလောက်ငါရွေးပြီးတော့သူတို့ကဘာစီယာနဲ့ protein ပဲယူသွားပွဲနိုင်သွားပြီပေါ့ cloud နေနေတော့လုံးဝစံနာကြီးကပြင်းထန်နေပြီဒီ first လောက်ရိုက်နေပြီဒီမိုဟန်နာ going step joy damage နဲ့အေးအေးစစ်စစ်ပဲခဏလေးပဲဒါပေမဲ့ပြီးဆုံးသွားမှာလားဒါပေမဲ့ပြီးဆုံးသွားဖို့ရမယ်စီဝါနာ empire justice မှာ cloud နေတဲ့ betting weight joy တက်ပြီးတော့ဝင်လာပြီးတဲ့ဆိုရင်တော့တကောင်းချက်ချင်းတက်ဖြတ်သွားမလားဟာလီ daily မေးကြည့်တွေကြားမှာတစ်ဖက်က joy နေရှိတော့ပြန်ပြီးတော့ဒီတော့ black ကို foul ကြားမှာလက်ပုပြန်ပြီးတော့ပေးဆက်လိုက် fasa s white တွေကြားမှာထပ်ပြီးတော့ပဲ user တွေးတော့နဲနေတယ်ဒါပေမဲ့ပြန်ထွက်ဖို့တော့အဆင်ပြေသွားခဲ့ပြီ AC ပဲ mega တော့ mid က mega ကိုရရှိခဲ့တဲ့အတွက်ပို့ပြီးတော့တောင်မှကျွန်တော်တန်ပါသေးတယ် ဒီအနေနဲ့လှုပ်ချင်တာလှုပ်ပြီးတော့ထွက်သွားတာနော်သူက AC ပဲလှဲတော့မကြည့်တော့ဟုတ်တယ်ကျွန်တော် item ခွက်လေးကိုကြည့်မယ်ဆိုရင် cloud အနေနဲ့ထပ်ပြီးတော့အားဖြည့်ထားတာကျွန်တော်အတနာရှိဆိုတော့ဒီ Harley ရဲ့ B-wing အနေနဲ့ကျွန်တော်တစ်ဖက်ကနေပြီး far side air strike ကိုခံနိုင်ဖို့ကတော့ 100% လောက်ကတော့ကျင်းနေနေပြီအဲ့တော့ Fasa နဲ့သူ့ရဲ့ air strike လေးနဲ့ပဲတစ်ဖက်က ace ကိုတော့သူ repef တော့မကျွေးဘူးဗျကြည်သေးတာသူတို့ဂျားထဲမှာ battle side မျိုးဆိုစဉ်းစားဖို့လိုတယ် second lot နောက်ထပ်65 second 10 minute အတွင်းမှာအဲ့တော့ဒီလေးပေါ်မှာပြန်လာပြီပြေးမိတာตีသွားမလားတချုံလေးခေးထားတာဖြစ်နေဟုတ်လောက်တယ်အဲ့မှာယူကောင် black တို့ကောင်လေးရှိနေလို့မယ်ဟာဒီကလွတ်သွားခဲ့ဟော cross way ဒါပေမဲ့တစ်ဖက်မှာ cloud blazing ဝင်မှာ fast တီးဆုံးသွားခဲ့ cloud နဲ့ free kick ယူပြစ်ခွင့်ကိုရရှိခဲ့အဲ့တော့မှာယူကောင်ပြန်ပြီးတော့တီးသွားတဲ့ AC ရဲ့ free kick damage တွေကြားရမှာထပ်ပြီးတော့တီးဆုံးသွားလက်ပု ace တောက်ချောက်ပြစ်နေပေးနေတော့မယ်ပြစ်နေတဲ့ကြားရမှာတစ်ဖက်က Sivana တွေရောဟာလီရောဝဝနဲ့ပြန်ပြီးဆုံးသွားဟာလီကြံခဲ့တယ်ပြီးတာနဲ့လုံးဝအပြောက်ပဲအဲ့တော့ကျော်ရတကောင်ဝိုင်းပြီးတော့မဲပြတ်ဖို့စဉ်းစားနေဆိုပြီး Fasa ရင်သုံးပြောက်သွားအဲ့မှာ arrow လွဲဝိုင်းစင်မဲ့ Agita နဲ့နောက်မှာ DG ရဲ့ ultimate တွေနဲ့ပြန်ပြီးတော့ပဲ bucket တွေပေးထားတဲ့ကြားရမှာ brain esport နဲ့တသေးလုံးကတော့ပြန်ပြီးတော့ fall နေပြီသူတို့မှအရေးကြီးဆုံးကတော့အဲ့မှာ Fasa မရှိဘူးမင်းတို့ဖယ်ကိုပြေးမှလဲဒီနဲ့နောက်ကနေပြီးတကြီးလိုက်ပြီးတော့ထားပြီးတဲ့ကြားထဲမှာလက်ပူထပ်ပြီးတော့ကြာဝိုင်းနေပဲ hero gate 2កောင်လောက်အထိ Barbie School ထပ်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်ပွဲချိန်15မိနစ်အနေထားတော့ရောက်တော့မယ်ကျွန်တော်တို့ထပ်ပြီးတော့ပိုင်ဆိုင်သွားမှာကတော့ second second တော့နားမှာဟိုဘက်ကလာယူမယ်ဆိုလဲလာယူတဲ့ကောင်တွေချက်ချင်းပြန်ပြီးတော့ဖြည့်ရှင်းဖို့အတွက်ကျွန်တော်တို့ဘက်မှာ damage ကြီးကအများကြီးအဲ့တော့မှာ second တော့လေ ACD ပဲရအမ arrow တစ်ချောင်း arrow တစ်ချောင်းမှာ joy Egypt မှာထပ်မိလိုက်တော့သွားပြီဟာလီတချုံလေးနဲ့ပြန်ပြီးတော့ခဲထားပြီးတော့နောက်မှာရှိတဲ့ကောင်တပြွတ်ကြီး hyper စားသုံးကြီးထပ်ပြီးတော့ရောက်ရှိလာတဲ့အနေအထားတစ်ခုမှာပေးလိုက်ရတာနှစ်ကောင်ကောင်းပဲကျန်တယ်သူ cross ball ပြန်ပြီးပွင့်ဖို့တော့ကြိုးစားနေ joy Egypt ထပ်ပြီးတော့ပေးလိုက် spot ပြီးသေးထပ်ပြီးတော့ရှိနေသေးတယ်အဲ့ဒီမှာ fasa နဲ့ဝင်နှစ်ကောင်နဲ့ပါလို့အမနှစ်ကောင်ဒီနကအဲ့တော့မှ win chest တွေပိုင်းနဲ့ cross ball တွေပိုင်းပြန်ပြီးတော့ပြင်ထားတယ်ဆိုပေမဲ့လေ cloud ပြစ်ချက်တွေပြန်ပြီးတော့ပေးလိုက်ရတော့ mega kill တော့ပိုင်ဆိုင်သွားခဲ့တာတော့ ace ပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာထပ်ပြီးတော့ရရှိသွားတာကတော့ secondလောပါဟုတ်ပါတယ်အဲ့တော့ second နေနေအရင်ဆုံးပြေးထားအောင်လဲမီကတာဝါအဲ့တော့လောတော့အထဲတော့ပြေးဝင်ကြည့်နေသေးတယ်ဖက်ကနေပြီးစေးမသားအင်မ just ချိန်လွဲထားတဲ့ဂျားထဲမှာအိုး cloud blazing ဝင်ပြန်ပြီးတော့ကျွန်တော်ပေးထားချက်ချင်းဆိုလို့ပဲ and sorry ပဲထပ်ပြီးတော့ပိုင်ခဲ့တဲ့ယူဆောင်ကလည်းတစ်ဖက်မှာတိုက်ပေးနေကြပါ joy damage လက်ပုပြန်ပြီးတော့ပေးဆက်လိုက် fasa ace တွေထပ်ပြီးတော့ခြာထားပြီးသေးပဲအဲ့တော့ဟာလီတစ်ဖက်မှာ magic damage ထပ်ပြီးတော့ပေးနေတယ်ဒီ Crystal တက်ပြီးတော့တိုက်နေတယ် Brave Esport Barbie's goal 2-0 ဆိုတဲ့ရလက်တစ်ခုနဲ့ပဲအနိုင်ရရှိသွားရင်းနဲ့ပဲဖိလစ်ပင်းအသင်းဖြစ်တဲ့ Brandy နဲ့ကတော့အိမ်ပြန်တော့မှပဲဖြစ်ပါဒါပေမဲ့ဒိုးက bracket မှာအရင်ဆုံးသူတို့ရဲ့ဟာလေးကိုတော့သွားပြီးတော့ကြည့်အောင်နဲ့စောကပြောတာအောက်ကိုဆင်းသွားရပြီအောက်ကိုဆင်းသွားပြီအခုဆိုရင်တော့ကျွန်တော် Barbie School One Champion နေပြီးတော့အကျွေးတွေအားလုံးတော့ဒီချိန်မှာတစ်လုံးတစ်ခဲကြီးပြစ်ပြီးတော့ပဲဆက်လိုက်ပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီဆိုတဲ့ရလက်နဲ့